ဖုတ်ဝင်တယ်ဆိုပြီးအသက်ခံလိုက်ရတဲ့အဖွားတူရဲ့ကိုတွေ့ဖြစ်ရမှန်အကြောင်းအရာလေးကိုပြန်လည်မျှဝေခြင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွင်ဒေတာနှင့်အမိများမပြောထားပါ။ဖုတ်ဝင်တယ်ဆိုပြီးတည်တဲ့အမေအိုတူရဲ့အလောင်းကိုရင်ခွဲယုံမှာစစ်ဆေးကြည့်လိုက်တော့အခါဒီအနေအထားကသားသမီးတွေညိုညင်ုံတွေမကမြန်မြန်ပင်တည်စေချင်နေပါပြီ။ကိုအညစ်အကြေးကိုတောင်ကိုယ်တိုင်မစွန့်နိုင်တော့ဘူး။ပြုစုတဲ့သူတွေကယွန်တက်တော့ပိုဒုက္ခရောက်တာပေါ့။ဒါပေမဲ့တချို့အဖို့အဖွားတွေကအသက်တာကြီးတာဝမ်းမီကကောင်းတုံးအဲ့ရထဲလဲနေပေမဲ့အစာကိုကောင်းကောင်းစားနိုင်ပါတယ်။အဲ့ဒီလိုအစာဝင်နေတာကိုပဲမသိနားမလဲဆရာဝင်လောက်တဲ့ပတ်ဝန်းကျင်ကဖုတ်ဝင်နေပြီတဲ့အသက်ကကြီးယောဂါကနာတာရှည်ပြုစုရတာကြာလာတော့သားသမီးတွေစေတနာပြက်လာပြီလေလူကြီးလူမမာဆိုပြီးကျွေးတာကနည်းနည်းဆိုတော့ညတကောင်အချိန်ရောက်တော့စားလာပြန်ရောကျွေးတုံးကမဝသေးဘူးဆိုပြန်တော့အစာများရင်ချီထွက်မယ်ဆိုပြီးပကံသိမ်းသွားတယ်လေသူတို့ကျွေးတာစားနေရတဲ့ဘဝဆိုတော့ထပ်ပြီးမပြောရဲတော့ငြိမ်နေလိုက်ရတယ်ကိုယ်တိုင်အဖို့အဖွားနေရရောက်ရင်အဲ့ဒီဒုက္ခတွေ့ရပါလိမ့်မယ်ဘိုက်ကလည်းတအားဆာလာတာကြောင့်သားသမီးတွေကိုလည်းမနှိုးရဲတော့ဖင်တွန်းနဲ့မိဖို့ကြောင့်စီကိုတရွေ့အဲ့ဒီအချိန်ကပဲဖုတ်ဝင်နေပြီလို့ဆွဆွဲစရာဖြစ်သွားတယ်ရာဇဒံယောဂဒံဖိစီးနေတော့ကြောင်အိမ်ကိုအားပြုတ်ပြီးတဖြည်းဖြည်းထားလိုက်တယ်ဖေးမမဲ့သူမရှိဘူးဆိုတဲ့အတိကြောင့်သာအာတင်ပြီးရက်နိုင်တာဖေးမမဲ့သူတယောက်လောက်တွေးရရင်ချက်ချင်းလဲကျသွားမှအမှန်ပါအဲ့ဒီအချိန်မတင်ကာစိတ်ဝင်နေတဲ့သားသမီးတယောက်ကမီးဖို့ကြောင်ထဲမှာအတန်ကြားတာနဲ့ထလာပြီးလာကြည့်တဲ့အခါကြောင်အိမ်ထဲတွေ့တဲ့ငါဟင်းကိုယူစားနေတဲ့အမေအိုကိုတွေ့လိုက်တော့အဲ့ရဘော်ကမထနိုင်တဲ့လူမမာဘသူမှမသိအောင်တကောင်အချိန်မှာသူ့ဘာသာသူထစားနေတာဟာဧကန္နဖုတ်ဆိုတာများလားအဲ့ဒီအချိန်မှာအမေဘာလုပ်နေရလဲလို့မေရောသားသမီးကိုရုတ်တရက်တွေ့လိုက်ရတဲ့အမေအိုဟာငါ့ကိုဖေးမပေးမဲ့ตาရောက်လာပြီဆိုပြီးအာကိုနဲ့အနေနဲ့တင်းထားတဲ့စိတ်ကိုရှော့ချလိုက်တာနဲ့ခွေကနဲ့လဲကျသွားတော့တယ်အဲ့ဒီအချိန်ကဖုတ်ဝင်တာတေးချပြီလို့အစုံအဖြတ်ပေးလိုက်တယ်လို့ပဲအဲ့ဒီနေ့ကစပြီးဆရာပင့်ပြီးဖုတ်ထုတ်တော့တာပဲဆရာကအမျိုးမျိုးစေးစွမ်းရောလက်စွမ်းရောပြပေမဲ့ဖုတ်မှမဟုတ်တာဘလို့လို့ဖုတ်ထွက်မလဲနောက်ဆုံးမှာဆရာကသူ့တိတ်ခါကြမှာဆိုလို့လူနာရှင်ကိုခံဝန်လောက်ခိုင်းပါတော့တယ်ဒီဖုတ်ကစစ်အာဏာအတော်ကိုကြီးပြီဖြစ်လို့တော်ရုံနဲ့လှုပ်လို့မရဘူးနောက်ဆုံးအဆင့်ဆက်ဖြတ်စေတိုင်မှရတော့မယ်အဲ့ဒါလူနာရှင်အာမခံပေးပါပေါ့သားသမီးတွေကအသိဉာဏ်ဘဟုတုတကလည်းမရှိလူနာအမေအိုကိုစိတ်ပြဲတဲ့အခါနဲ့ဆရာကိုတစ်ဖက်သက်ယုံကြည်ပြီးခံဝန်လှုပ်ပေးလိုက်တယ်သူတို့သဘောတူပြီးကုရပါပေါ့ဆရာရဲ့နောက်ဆုံးဆက်ဖြတ်စေးလဲတိုက်ပြီးရောလူနာအမေအိုခမလူလိမ့်နေအောင်ခံစားနေလိုက်ရတယ်ဒါကိုပဲလူနာမှာဝင်ပူးဝင်ကတ်နေတဲ့ဖုတ်ကဆရာရဲ့ဆက်ဖြတ်ဆေးတော်ကြီးရဲ့အစွမ်းကိုဘယ်ဖုတ်အမျိုးအစားမှမခံနိုင်ပါဘူးဆိုပြီးဂုံယူဝင့်ကြွားနေကြတယ်တစနဲ့လူနာအမေအိုရုံးကန်လူးလွတ်နေရကနေတဖြည်းဖြည်းနဲ့ငြိမ်ကျသွားပါတော့တယ်ရက်ရှည်လများလူနာမှာဆွဲကပ်ပြီးညာစားနေတဲ့အေယာမနောက်ဆုံးအဆင့်ဖုတ်ထွက်သွားပါပြီအဲ့ဒီမှာကျေးရွာမှာတာဝန်ကျနေတဲ့ကျောင်းဆရာလေးကဒီဖြစ်စဉ်ကိုမကျေနပ်တာနဲ့မြို့ကသူ့တငယ်ချင်းဆရာဝန်ကိုအကြောင်းကြားတော့ဆရာဝန်ကအလောင်းကိုရင်ခွဲရုံမှာစစ်ဆေးလိုက်တော့မှအဖြေပေါ်တော့တယ်။အိုးအောက်လန်းဆရာရဲ့ဆက်ဖြတ်ဆေးကအစွမ်းထက်မှာပေါ့ကြွတ်သက်ဆေးတွေဖြစ်နေတာကိုတူပြောရရင်အောက်လန်းဆရာကလည်းလူတက်မှုနဲ့ထောင်ကျသွားတယ်တူပြောလို့မရတာက
ပစ္စနတရိယကံကိုကျူးလွန်လိုက်တဲ့သားသမီးတွေသိလို့ပဲဖြစ်ဖြစ်မသိလို့ပဲဖြစ်ဖြစ်ဒီကံအတွက်ပေးဆက်ရမယ့်အပြစ်တွေကမသေးဘူးဆိုတာသားသမီးတိုင်းသိနိုင်ကြပါစေပရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကိုကြိုက်နေသက်ကြလိမ့်မယ်လို့ထင်မိပါတယ်နောက်ထပ်ဇာတ်လမ်းလေးများမှပြန်လဲဆုံတွေ့ရအောင်လို့ပြောကြရင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်